new dollar ဖြစ်နေတာ9နှစ်ရှိပြီကျွန်တော်တို့မှာဒေါ်လာကြီးအစိုးရလည်းရှိတယ်ဒေါ်လာကြီးတက်မတော်လည်းရှိတယ်ပြောချင်တယ်အားလုံးပဲမင်္ဂလာပါမြန်မာသတင်းကနေကြိုဆိုလိုက်ပါတယ်ဖက်ဒရယ်တက်မတော်မျိုးလည်းရှိတယ်တနိုင်ငံလုံး PDF တွေလည်းအများများရှိတယ်ပြီးတော့တိုင်းသားလက်နက်ကင်တွေလည်းအင်အားကောင်းတယ်ဘလောက်အင်အားကောင်းလဲဆိုရင်ရခိုင်ပြည်နယ်ကိုတိုင်းသားတွေလက်နက်ကင်အေးကအားလုံးဒီပါသိမ်းတာပြီး၃မျိုးအလွင်ကရင်နီလည်းအားလုံးဒီပါကိုသိမ်းတာပြီးမသိမ်းနိုင်တဲ့မျိုးတွေလည်းဝိုင်းထားပြီးသားကချင်ပြည်နယ်မှာလည်းဗမော်တိကိုဝိုင်းထားပြီးသားမြစ်ကြီးနားကိုပဲလွတ်ထားတာစကိုင်းမှာလည်းမြို့တော်များများကအန်ယူဂျီကအုပ်ချုပ်နေပြီမကွေးမှာလည်းမြို့တော်များများကကျွန်တော်တို့ဒေါ်လာရင်းတပ်ဖွဲ့တွေကဝိုင်းထားပြီးသားမန္တလေးတိုင်းထဲမှာလည်းမြို့တော်များများကဒေါ်လာရင်းတပ်ဖွဲ့တွေရှိနေပြီးသားချင်းပြည်နယ်မှာလည်းကျွန်တော်ချင်းဒေါ်လာရင်းတွေကမြို့အလုံးဒီပါကိုသိမ်းထားပြီးသားအဲ့တော့ကရင်ပြည်နယ်မှာလည်းရှင်းပြောရရင်ဒါတက်မှာ1 2 3 4 5 6ခွန်ပေါ့သတင်းဓာတ်ကြီးထိပေါ့နော်ပဲခူးတိုင်းကနေပြီးတော့ကရင်ပြည်နယ်သတင်းဓာတ်ကြီးနယ်စပ်တစ်လျှောက်မှာ KNU တွေလက်နက်ကင်တွေ PDF တွေကအကုန်လုံးသိပြီးသားဒီမြဝတီတကြောလောက်မှာပဲဒီကြားဖြန့်တဲ့ PDF တွေဒီ KNLA-PC လားအဲ့ဒီအဖွဲ့တွေဒီ BGF တွေ DKB တွေလောက်ပဲဒီမြဝတီနာတဝိုက်မှာထိန်းထားတာကျန်တာအားလုံးဒီ KN သူတို့ရဲ့ပတ်လည်မှာလည်း KNU တက်တွေကအကုန်ရှိနေပြီးသားပတ်လည်ရှုံနေတာအဲ့တော့အဓိကARV တိုင်းမှာလည်းဒါအေးရဲ့တက်တွေကမြို့သူလေး၅မြို့ဝိုင်းထားပြီးသားအခုဆိုလေဒါမကွေးကမြို့6မြို့နယ်ကိုဒါစေပြူကျွန်းအစားကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကသိမ်းမယ်လို့ပြောထားပြီးသားအဲ့တော့အဲ့လိုနောက်ပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုင်းသားတွေကထိန်းထားတဲ့မြို့တွေကလည်း90နီးပါးရှိတယ်အဲ့တော့ရှမ်းမြောက်မှာဆိုရင်လေဒါကျွန်တော်တို့တော်လိုင်းရေးတပ်တွေပဲဥပမာတိုင်းသားလက်နက်ကင်တွေပဲအကုန်ထိန်းထားတာစစ်ကောင်စီနဲ့ဟိုဘက်ဒီဘက်ဒီရှိနေပြီးသားဒီလိုအခြေအနေနဲ့ဒီလိုမျိုးတွေနေတယ်အများကြီးဆုံးရှုံးတာနေတဲ့အနေအထားကိုဒီပဂတိအရှိတရားကိုမျက်ကွယ်ပြုပြီးတော့အတင်းအကျပ်မဖြစ်နိုင်တဲ့ရွေးကောက်ပွဲကြီးကိုလုပ်ဖို့ကြီးညာတာကိုတကဘာလုံးကကန့်ကွက်ထားပြီးသားမဖြစ်နိုင်ဘူးလို့လည်းပြောပြီးသားဒီလိုတိုက်ပွဲတွေနဲ့လက်နက်ကင်တွေအများကြီးရှိနေတဲ့နိုင်ငံမှာဘယ်လိုမှလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာကိုသိရသားနဲ့ကိုအယက်သားနိုင်ငံရေးသမားဆိုတဲ့လူတွေကလည်းသူတို့အာဏာရရှိမှုနဲ့သူတို့အကျိုးတစ်ခုတည်းကိုကြည့်ပြီးပူပေါင်းပြီးတော့မဖြစ်အောင်အတင်းကျပ်လုပ်တာအဲ့ဒါကိုကမ္ဘာကောင်းဆောင်တွေကမ္ဘာနိုင်ငံကုလသမဂ္ဂအပါအဝင်ဒေသဆိုင်ရာအာဆီယံအဖွဲ့အစည်းအစားဒါတွေကမဖြစ်နိုင်ပါဘူးအာဆီယံဥက္ကဋ္ဌမလေးရှားကကိုပြောထားပြီးသားမဖြစ်နိုင်ပါဘူးအဲ့ဒါကိုအတင်းအကျပ်လုပ်တာလုပ်တော့ဥထင်တဲ့အတိုင်းပဲဘသူကငုတ်ခံပါလေကိုသူလည်းလက်နဲ့ကင်ပြီးတော့အတင်းကျပ်လုပ်ဖို့ကြိုးစားတယ်ဒီဘက်ကလည်းသူ့မှာလည်းအုပ်ချုပ်ခွင့်မရှိဘူးနော်အတင်းကျပ်တာကြီးကိုလုပ်ဖို့ကြိုးစားတယ်သူလည်းလက်နဲ့အဲ့တော့သူလက်နဲ့သူ့မှာလည်းလက်နဲ့လုပ်တယ်ဒီဘက်လည်းလက်နဲ့ပြန်ခုခံကြတာပေါ့အဲ့တော့ဒီဘက်ကတော့တော်လိုင်းတက်ဖွဲ့တွေကတော့အတက်နိုင်ဆုံးပြည်သူမထိပဲနဲ့သူတို့ရဲ့စစ်ဦးဆောက်မှုတွေပဲလုပ်တော့အခုတုတ်ပြမှုတွေဖြစ်တာပေါ့ဗျာအဲ့တော့တုတ်ပြမှုတွေဖြစ်တော့အခုလိုကြောမကောင်းတွေဖြစ်တာပေါ့ဗျာတဘောတော့ထားပါပြီဟိုတုန်းကတော့မှန်တယ်မြန်မာနိုင်ငံမှာတိုင်းသားလက်နက်ကင်တွေရှိခဲ့တယ်သူတို့တွေကနေဆက်တဝက်လောက်မှာပဲရှိတယ်မြို့တွေအားလုံးမှာစစ်ကောင်စီကနိုင်နေအုပ်ချုပ်ထားတယ်နိုင်ငံရေးပါတီတွေကလည်းလက်နက်ကင်တဲ့လူကမရှိသလောက်ရှာတော့ပြန်မလုံနိုင်ဘူးပေါ့လှုပ်ချင်တော့လုံနိုင်တဲ့အင်အားမရှိဘူးလေအခုမင်းလည်းလက်နက်ကင်ထားတယ်မင်းလည်းအုပ်ချုပ်ခြင်းတယ်ငါတို့လည်းအစိုးရပဲငါတို့လည်းတရားဝင်ပြည်သူမဲပေးထားတာနော်2020ရွေးကောက်ပွဲရလဲတရားဝင်အစိုးရလည်းဖြစ်တယ်တရားဝင်လွှတ်တော်ကနေမျိုးအာဏာလူယူထားတာဒီမှာဥတော်ပြောဂျိုးပြောနဲ့ရှောက်လို့တော့နောက်ဆုံးကြတော့ဒီအနေထားကိုရောက်တာပါပဲအဲ့တော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့မနေ့ပြင်ကြမှာပဲသိမယ်ဒီနေ့ပေါ့နော်ဒီနေ့သိမယ်ပြီးတော့ရွေးကောက်ပွဲအလွန်ကာလတွေလည်းဘာတွေဆက်ဖြစ်လာမလဲ
အားလုံးသိမှာပဲအဲ့တော့ပါဇက်ကပြောချင်နိုင်ပြောဒီဘယ်လိုပြောမလဲကိုနဲ့ပင်းထားတဲ့မီဒီယာတွေပေါ့နော်ကိုနဲ့အဆင်ပြေတဲ့မီဒီယာတွေနဲ့မေးချင်တာမေးလိန်ချင်တာလိန်ပြီးတော့ပြောပြီးမယ်လက်ရှိအမှန်တရားနဲ့ဝေးကွာနေတာလေအဲ့တော့အင်အားရှိတဲ့လူတွေကတော့တုတ်ပြန်မှာပဲလေလက်နက်ကင်တော်လိုင်းကြီးလုံနေတယ်လက်နက်ကင်ပြီးပြန်ခုခံနေတယ်ဆိုတဲ့ကဒါကိုအခြေအနေကိုသဘောပေါက်ပေါ့နော်ပြီးတော့အရှုံးကိုရင်ဝယ်ပိုက်ထားတယ်ရှုံးလဲရှုံးနေတာကိုလုံးဝအမှန်တရားကိုလိန်ညာပြီးတော့ပြည်သူတွေကိုအတင်းကျပ်စစ်သားတွေစုဆောင်ပြီးတော့အတင်းကျပ်ပြန်တိုက်ခိုင်းနေတာလေလူတွေကိုဖုတ်သွင်းသလိုပြန်ပြီးတော့တေသွားတဲ့လူကိုပြန်ရှင်ခိုင်းနေတဲ့သဘောမျိုးပေါ့အမှန်ကဆက်အာဏာရှင်ကကြာဆုံးပြီးသားခင်ဗျအဲ့တော့ကြာဆုံးပြီးသားကိစ္စတစ်ခုကိုအတင်းကျပ်သူကစိတ်ကူးရင်တယ်လို့ပြန်လုပ်နေတာစီးရီးယားကိုပဲကြည့်နော်စီးရီးယားကိုကြည့်ပြီးတော့သင်ခန်းစာမယူသေးဘူးစီးရီးယားကအဲ့လိုပဲရုရှားကိုအားကိုးပြီးတော့သူတို့လိုပဲအသက်ပြန်သွင်းဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာရုရှားကဒီလောက်ကောင်းတဲ့တိုက်လေယာဉ်နဲ့ဘလောက်ပဲပုံကျဲကျဲစီးရီးယားမှာရှိတဲ့လက်နက်ကင်တွေကမပြောက်သွားဘူးပုံများလာတာပဲရှိတယ်နောက်ဆိုကြတော့အဲ့ဒီလက်နက်ကင်တွေကပဲအခုစီးရီးယားသမ္မတအာဆတ်ကိုရုရှားနိုင်ငံမော်စကိုမြို့ကိုမောင်းထုတ်ပြီးတော့ရုရှားလေပြန်နဲ့ပဲခေါ်သွားပြီးတော့တိုင်းပြည်တော့သူတို့အုပ်ချုပ်နေပြီအမေရိကန်ပါဝင်တကဘာလုံးကအဲ့ဒီစီးရီးယားအတိုက်ခံအခုလက်ရှိအစိုးရကိုအသိမှတ်ပြုထားပြီးပြီအဲ့တော့21ရာစုမှာလက်နက်နဲ့အနိုင်ကျင့်တာကိုလက်နက်နဲ့ပြန်ခုခံမယ်ဆိုပြီးတော့နိုင်ငံတော်တော်များများမှာဖြစ်နေခဲ့တာမြန်မာနိုင်ငံမှာတော့ကမ္ဘာအခြေချဆုံးပြည်တွင်းစစ်လို့ပြောရမယ်အနည်း80ကျော်နေပြီဒီအမြင့်တွယ်နေတဲ့ဒီလက်နက်ကင်တွေကိုဘယ်လိုမှသူတို့ပျောက်ပြအောင်လုပ်လို့မရဘူးမှန်ပါတယ်ဒီလက်နက်ကင်ဒေါ်လာရေးပြီးဖို့တစ်ခုပဲရှိတယ်နိုင်ငံရေးစကားပြောအောင်နိုင်ငံရေးစကားပြောဖို့ဆိုရင်သူတို့အရင်ဆုံးလုပ်ရမှာဟာ NLD ကိုပြန်တက်သွင်းရမယ်ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးရမယ်ဖမ်းထားတဲ့အကျဉ်းသားတွေအကုန်လှုပ်ရမယ်ပြီးမှ face to face မျက်နှာချင်းဆိုင်ဆွေးနွေးပွဲလုပ်ရမှာဒါတော့ PDF တွေကလက်ခံအောင်မှာအဲ့တော့ဘာကြောင့်လဲဒီဘက်ကလက်နက်ကင်ထားတဲ့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေက9နှစ်ရှိပြီဘဝတွေအပြတ်ခံအကုန်လုံးကိုဖောင်ဖျက်ပြီးတော့အင်အားတစ်ခုကိုတိဆောက်ထားတာအရန်နာကုန်ကြပြီဘလို့မှခွင့်မလွတ်နိုင်တော့အမှားများကိုဇက်တိုက်ကျူးလွန်နေတာအဲ့တော့ပို့ပြီးတော့ပြည်သူဆိုတာကတော်လှန်ပြည်သူကိုပြောချင်တာနော်သူတို့ဘက်ကထောက်ခံနေတဲ့ခရိုနီပြည်သူတွေကိုပြောတာမဟုတ်ဘူးမိသားစုတွေကွဲအသက်တွေပေးရကိုခန္ဓာတွေဆုံးရှုံးရအိုးအိမ်တွေဆုံးရှုံးရစီးပွားတွေပြဲရဘဝတွေပြဲရမိသားစုတွေပြိုကွဲရအချို့လဲထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံရဘဝတွေပေးဆက်ရဒါတွေကသူတို့ကဇက်တိုက်အခုထိလှုပ်လာတာဖြစ်တဲ့တွေ့အခုမှငါတို့ကအညာသားတွေကဘာဖြစ်ပါတယ်ညာဖြစ်တယ်လာလို့မရတော့အဲ့တော့အဲ့ဒီကွဲနေတဲ့အကွဲပေါ့နော်အဲ့ဒီရဲ့ခံစားချက်ကြီးဟာနောက်ဆုံးကြတော့ရှုံးနေတဲ့အရှုံးကိုဝန်မခံဘူးလက်မခံဘူးဗဂတိတရားအရတိုင်းပြည်ကိုရှေ့ရှုသွားဖို့အတွက်မစင်စားပဲနဲ့တစ်ဖက်သက်ကြီးကိုအချိန်တန်ရင်ငါတို့တိုက်ရင်ဒီလူတွေကုန်သွားမှာပဲငါတို့ကတိုင်းပြည်ရဲ့ဓနဘုံမှာတိုင်းပြည်ရဲ့တန်ဇရဘုံမှာတက်ထိုင်ထားတာပဲငါတို့လောက်ပတ်စံလူချင်းလောက်ထုတ်လို့ရတယ်လူကြီးမင်းများခင်ဗျာအရှိတရားတစ်ခုကိုကျွန်တော်တို့ကဝေဖန်သုံးသပ်ရရင်သူတို့ပတ်စံလာဘုံမှာထိုင်ထားတယ်သူတို့မှာပတ်စံပေါ်နေတယ်ဆိုရင်သူတို့ကြားဖြန့်ကိုလုံးစရာအကြောင်းကိုမရှိဘူးဘင်းရောက်တာကိုသူတို့လုံးစရာအကြောင်းကိုမရှိဘူးဘာကြောင့်လဲတိုင်းပြည်ရဲ့လူအပ်ချက်အရနော် GDP အရနော် export import အရဝင်ငွေထွက်ငွေများအရ
တိုင်းပြည်ရဲ့ငွေစင်းရှင်းတဲ့အရာတိုင်းပြည်မှာနိုင်ငံခြားအငွေအရန်ငွေဝင်နေတာပေါ့ဗျာရင်းနှီးမြှုပ်နှံမှုသိမရှိဘူးပြီးတော့တိုင်းပြည်ကလည်းဘာမှမထွက်လို့နေဆက်ကပဲတွင်ပစ္စည်းတွေဝယ်စားတဲ့အခါမှာနိုင်ငံခြားငွေလိုတာပေါ့အဲ့တော့နိုင်ငံခြားငွေအလိုများလာတဲ့အခါမှာမြန်မာငွေတန်ဖိုးကျမှာပဲမြန်မာငွေတန်ဖိုးကိုမထိနိုင်မသိနိုင်နော်ဇင်ဘာဘွေလိုသိန်းနဲ့သန်းနဲ့ချီပြီးကျသွားရင်သူတို့ဒုက္ခရောက်မှာသိတာဖြစ်တဲ့အတွက်သူတို့လည်းမလုံနိုင်ဘူးစီးပွားရေးလည်းမလုံနိုင်ဘူးပိတ်ဆို့ထားတာလည်းအောင်မြင်တယ်သူတို့နဲ့လည်းဘယ်သူမှလည်းမိတ်ဖက်မလုပ်ချင်ဘူးအဲ့ဒီချိန်မှာလိုနေတဲ့နိုင်ငံခြားငွေကိုဟန်ကိုဖို့အနေနဲ့ဒီမြန်မာငွေတန်ဖိုးကျတာကိုလည်းမတားနိုင်တဲ့အခါမှာနောက်ဆုံးနိုင်ငံခြားငွေရလန်းဖြစ်တဲ့သူတို့တော့မလုပ်ဘူးသူတို့ကိုစားရာဇဝတ်သားတွေဖြစ်တဲ့ကြားဖြန့်တွေဘိန်းဆိုင်တဲ့လူတွေကိုခေါ်သွင်းပြီးတော့ဒေါ်လာရှာခိုင်းတာအဲ့ဒီဒေါ်လာကနေပြီးတော့ပြည်တွင်းမှာလိုအပ်နေတဲ့သူတို့ရဲ့လိုအပ်နေတဲ့ဒေါ်လာနဲ့မြန်မာငွေတန်ဖိုးကိုကြားကန်ပလိုက်တာအဲ့တော့အဲ့လိုနီးနဲ့သူတို့လှုပ်လိုက်တာဖြစ်တာအဲ့လိုမျိုးမမှန်ကန်တဲ့နီးနဲ့သူတို့အသက်ဆက်ဖို့စူးစမ်းလိုက်တဲ့အခါမှာဟိုဘက်ကငကူတွေကနိုင်ငံရေးရွေချက်လည်းမရှိဘူးငကူတွေကသူတို့အမျိုးသားရေးရွေချက်ပေါ့သူတို့တိုင်းရင်းသားတွေအကျိုးစီးပွားကိုလည်းထည့်မစင်းစားတဲ့အဲ့ဒီစစ်ဘီရင်တွေဖြစ်ရှင်တဲ့အဲ့တိုင်းသားလက်နက်ကင်တချို့ပြောချင်တာ BGF တို့အစုပြောချင်တာဝါတို့အစုတွေပေါ့ဘိန်းကိုအကြီးအကျယ်ကုန်ကူးတယ်ဘိန်းကနေမှဥပစံရှာရတာခက်တယ်ဖြစ်တဲ့အတွက်ကြားဖြန့်လုပ်တယ်ကြားဖြန့်နေရမှာပတ်စံရှာရတာပိုခက်လာရင်တို့ဘာလုပ်မလဲလူခန္ဓာကိုယ်တွေကိုကလေးစားတွေကိုရောင်းပြီးရိုးတွင်းချီစီတွေကိုရောင်းပြီးပတ်စံအလွယ်ရတဲ့နီးတွေနဲ့ရှာပြီးတော့သူတို့ကိုပေးဆက်ပြီးတော့မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ဘီလီယံနဲ့ချီတဲ့ပတ်စံတွေကိုအစားဖြည့်ဖို့ကြိုးစားလာတာနောက်ဆုံးသူတို့လှုပ်တာဘယ်လောက်ထိတရားချီလွန်လက်လွန်တရားလွန်ဖြစ်လာလဲဆိုတော့တကဘာလုံးကပါမျက်လုံးပြူသွားတာအဲ့ဒီနီးကိုတရုတ်အားကိုးတယ်ပေါ့နော်တရုတ်နိုင်ငံနဲ့ဆင်ပြေတဲ့စစ်တပ်ကအာဏာသိမ်းထားသောအာဏာရှင်၃နိုင်ငံဖြစ်တဲ့အာဆီယံ၃နိုင်ငံဖြစ်တဲ့လာအိုကမ္ဘောဒီးယားမြန်မာတို့မှာအဲ့ဒီနီးနဲ့ကြားကန်တာအဲ့ဒီမှာဖိလစ်ပိန်းတော့ပါလိုက်သေးတယ်နော်ဖိလစ်ပိန်းကမြို့တော်ဝန်တယောက်တော့ကြားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံသားခံယူထားပြီးတော့တရုတ်နိုင်ငံသားကဖိလစ်ပိန်းနိုင်ငံသားလိမ်ပြီးတော့မြို့တော်ဝန်ဖြစ်တာတဲ့မှုတော့ပေါ်ထားသေးတယ်အဲ့ဒါမျိုးတွေလုပ်ပြီးတော့သူတို့လိုအပ်နေတဲ့ပတ်စံကိုဖြည့်တာပြောချင်တာအရှုံးကိုမိုးမခံပဲနဲ့ရှုံးလာတဲ့အခါမှာတိုင်းပြည်မှာရှိတဲ့ရာဇဝတ်သားတွေတိုင်းပြည်မှာရှိတဲ့လူဆိုးသူခိုးတွေကိုနေရာပေးပြီးတော့ပြည်သူကိုနှိပ်စက်ခိုင်းတာအဲ့အနေမှာမျိုးစောက်တက်တွေပုံစံနဲ့ထားပြီးတော့မရှိကအင်အားတွေနဲ့ကြီးထွားလာတဲ့ကျွန်တော်တို့ဒေါ်လာအင်အားစုတွေတိုင်းသားလက်နက်ကိုင်အုပ်စုတွေကိုရှေ့တန်းမှာတိုက်ဖို့သူတို့ကကြိုးစားတာဒါပေမဲ့လက်တွေ့မှာဒေါ်လာပြည်သူနဲ့လက်နက်ကင်ထားတဲ့ပြည်သူကအများစုဆိုတာသူတို့မငြင်းနိုင်ဘူးသူတို့လောက်တာများလေရက်ဆက်တာများလေဖိနှိပ်တာများလေပြည်သူကပို့ပြီးတော့နာကြီးလာပြီးတော့ပို့ပြီးလက်နက်ကင်လေသူတို့ဒီတော်လိုင်းစကားနဲ့ចောင်းသားတွေစကားနဲ့ပြောဖိလေကြွလေပေါ့ဗျာဟိုတော့ကဖိလေကြွလေဆိုတာကလူထုဒေါ်လာရေးနဲ့ဆန္ဒပြတာဦးတည်တာအခုကအဲ့ဒီလူထုဆိုတဲ့ PDF တွေလက်ထက်မှာတို့ရေးဆိုတဲ့လက်သီးဆုပ်တာမဟုတ်တော့ဘူးတနက်တွေကင်ထားပြီအဲ့တော့ဖိလေကြွလေဆိုရင်သူတို့ကလည်းပြန်လုံးပါပဲရိုးရိုးလေးပဲဆရာနာရှင်ကလည်းတနက်အားကိုပြီးတော့လူတွေကိုဖမ်းတယ်စီးတယ်ရိုက်တယ်နှက်တယ်လေနော်ကျွန်တော်တို့ဘဝတစ်လျှောက်လုံးမှာအဖမ်းခံရတဲ့ចောင်းသားတွေကိုအိမ်ကလာဆွဲခေါ်ရတဲ့ညတကောင်ကြီးဟို D11 လို့ကားကြီးပေါ်မှာတင်ပြီးတော့တလန်းလုံးရိုက်သွားတာညဘက်မှာအဲ့ဒီရိုက်ခံရတဲ့ចောင်းသားတွေចောင်းသူတွေရဲ့ငိုကြွေးတန်တွေဟစ်အော်တန်တွေကျွန်တော်တို့နားရအောင်တော့မထွက်ဘူးမိတ်ဆွေတယောက်ဆိုရင်ဒါចောင်းသူတယောက်ဆိုရင်ကိုစူဆိုက်လုပ်တဲ့အထီတောင်ရဝါတည်တင်တွေ့ဘူးတယ်ဘယ်လောက်စူဆိုက်လုပ်လိုက်လဲဆိုရင်လူတရက်မလွတ်တဲ့ဝလုံးတန်းလေးမှာသူမိသားစုကမရှိဘူးဗျာเนาะဈေးထဲမှာဈေးရောင်းနေတော့
လူတရက်တောင်မရှိတဲ့ဝလုံးတန်းထဲမှာအိမ်မှာရှိတဲ့ကပတ်ကျိုးကိုဆွဲပြီးတော့ဒူးကွေးပြီးတော့စူဆိုင်လုပ်သွားတာအဲ့ဒီနေ့ကကျွန်တော်တို့ကဘလုံးကန်နေတယ်သူတို့အိမ်အောက်လမ်းမပေါ်မှာပေါ့သူအိမ်ကဈေးရပြန်လာတဲ့တယောက်ကအိမ်ပေါ်တက်ပြီးတက်អော်တော့ကျွန်တော်တို့အုပ်စုကကျွန်တော်တို့လည်းចောင်းသားတွေပဲလေအတူတူပဲចောင်းမတူတာပဲရှိတယ်အကုန်တက်ကူចောင်းသားတွေပဲတက်ကြည့်တဲ့အချိန်မှာရင်ကွဲပတ်လက်ပဲဒါကြောင့်လေအဲ့ဒီမတိုင်ခင်ကသူ့ကိုဖမ်းသွားတယ်တလန်းလုံးကိုអော်ဟစ်သွားတယ်ရိုက်ကားပေါ်တက်တဲ့ကစညင်မှနှိမ့်ဆက်သွားတာနော်ဒီထောက်နိုင်ရည်တယ်ဘယ်လောက်ရက်ဆက်လဲဆိုပြည်သူကြားမှာလည်းမရှောင်ပြည်သူအကြောက်တရားထဲတာထောင်ထဲမှာကြာတော့လေမင်းကလေးဆိုတော့မဟုတ်တာကြီးလုံးမှာပေါ့ဗျာဒါထောင်ကပြန်လွတ်လာတယ်ချိန်မှာနောက်ဆုံးစူဆိုင်လုပ်သွားတာအဲ့တော့ဘယ်လောက်ထိခံစားရတဲ့သူတို့ရဲ့ရဲဘော်တွေခံပြင်းမလဲကျွန်တော်တို့တော့ဘာမဆိုင်ညာမဆိုင်လူငယ်တွေတော့ခံပြင်းတယ်အဲ့ဒါကစစ်အာဏာရှင်တွေတကယ်လုပ်ခဲ့တာမခံရတဲ့လူတွေကမသိဘူးစစ်အာဏာရှင်ကိုမဆန့်ကျင်ဘူးတဲ့လူတွေចောင်းသားမဟုတ်ဘူးတဲ့လူတွေမသိဘူးဗျာဒါပေမဲ့အဲ့ဒီချိန်မှာတောက်ခေါက်ယုံကလွဲပြီးဘာလုပ်နိုင်ပါလဲဘာမှမလုပ်နိုင်ဘူးကိုယ်တွေလည်းမလုပ်နိုင်ခဲ့ပါဘူးကိုယ်တွေလည်းအဲ့ဒီချိန်ကကိုယ်နဲ့မဆိုင်တယ်လို့ပဲနေတာပါငါဘောကလေးကောင်းပြီးရောချိန်တိုင်းငါနဲ့ငန်းကြားထွက်မယ်သင်မောလိုက်မယ်ငါပြီးတော့ဒါလောက်ပဲစဉ်းစားတာဒါပေမဲ့ဒါတွေကိုပြန်တွေးကြည့်လိုက်ရင်ရင်ထဲမှာအနာတွေတော့ပြောချင်တာကစူးတွေတော့ရှိနေတာပေါ့ဗျာနော်အခြေခံတွေပေါ့ဒါပေမဲ့အခုခေတ်ကအဲ့လိုတောက်ခေါက်ရမယ်ခေတ်မဟုတ်ဘူးလေအဲ့ဒီចောင်းသားတွေလက်ထဲအဲ့ဒီ PDF တွေလက်ထဲမှာတနက်တွေရှိနေတယ်